မိတ်ဆွေကသပင်တွေကျွတ်နေတယ်သပင်တွေကွက်နေရဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ပါဒါမှမဟုတ်မိတ်ဆွေကသပင်တွေကောင်းတယ်သပင်တွေတန်နေရဆိုရင်တော့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်သပင်ကျွတ်တယ်ဆိုတာကလူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်သပင်ကျွတ်တယ်ဆိုတာကတော့ပုံမှန်ပဲဖြစ်ပါတယ်လူတစ်ယောက်ကတစ်နေ့ကိုသပင်အပင်90နဲ့100ကြားကျွတ်လိရှိပါတယ်လူတစ်ယောက်ရဲ့ခေါင်းမှာသပင်အပင်တသိန်းခွဲဝန်းကျင်လောက်ရှိနေတာမလို့သပင်အနှဲငယ်လောက်ကျွတ်သွားတာကိုသတိမထားမိကြပါဘူးဒါပေမဲ့တစ်နေ့ကိုသပင်90နဲ့100ထက်ကျော်လွန်ပြီးတော့သပင်တွေအញ្ကျွတ်နေပြီဆိုရင်တော့ဒါဟာပုံမှန်အခြေအနေမဟုတ်တော့ဘူးဆိုတာကိုသိရပါမယ်လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ကောင်းပြီဒီလိုမိတ်ဆွေတို့အနေနဲ့လူနေမှုဘဝရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကိုစူးစီးတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ကဲစလိုက်အောင်သပင်တွေဘာကြောင့်ကျွတ်ရတာလဲသပင်ကျွတ်ရတဲ့အကြောင်းရင်းများစွာရှိနေပါတယ်ဒီအထဲကမှအဖြစ်များတဲ့အကြောင်းအရာတွေကတော့စိတ်ဖိစီးမှုများတာမျိုးရိုးဗီဇကြောင့်သပင်ကျွတ်တာအသက်အရွယ်ကြောင့်သပင်ကျွတ်တာအသက်အရွယ်ရလာတဲ့အခါ hair cycle ဟာပိုမိုတိုးတောင်းလာပြီးသပင်ကျွတ်ခြင်းကနေနောက်ဆုံးသပင်ပေါက်ခြင်းဖြစ်စဉ် hair growth cycle ပျက်စီးသွားပြီးသပင်အသက်ထပ်မပေါက်တော့ပဲထိပ်ပြောင်တဲ့အထိဖြစ်သွားတာသပင်ကိုမကြာခဏဖြောင်ခြင်းကောက်ခြင်းဆေးဆိုးခြင်းတွေလုပ်တာမီးဖွားချိန်နဲ့သွေးဆုံးချိန်ဟော်မုန်းပြောင်းလဲတာခန္ဓာကိုယ်မှာတန်ဓာတ်ပရိုတင်းဓာတ်ဇင်းဓာတ်နဲ့ဘိုင်အိုတင်ဓာတ်တွေချို့တဲ့တာယောဂအခန်းရှိတာယောဂအခန်းတစ်ခုခုကြောင့်တောက်နေရတဲ့ဆေးတွေကူထုံးတွေကြောင့်သပင်တွေကျွတ်တာတွေကဖြစ်များကြပါတယ်ဒီလိုသပင်တွေကျွတ်လာတာကိုဘယ်လိုကာကွယ်မလဲဘယ်လိုလှုပ်ဆောင်ရမလဲပထမဆုံးအနေနဲ့ကတော့သပင်တွေကျွတ်နေပြီဆိုရင်သပင်ဘာကြောင့်ကျွတ်ရလဲဆိုတဲ့အကြောင်းရင်းကိုအရင်သိအောင်ကြိုးစားရပါမယ်သိပြီဆိုရင်ဆောင်တဲ့နာကိုဆောင်ရှောင်တဲ့နာကိုရှောင်ရပါမယ်သပင်ကျွတ်တာရောနေဖို့နဲ့သပင်ပြန်ပေါက်ဖို့ဆိုရင်တန်ဓာတ်နဲ့ပရိုတင်းဓာတ်ကျွဲဝတဲ့အစားအစာတွေကိုစားသုံးတာမိမိဥယျာဉ်ပြအခြေအနေနဲ့ကိုက်ညီပြီးပြင်းထန်တဲ့ဓာတုပစ္စည်းတွေမပါတဲ့ခေါင်းလျှော်ရည်ကိုအသုံးပြုတာတစ်ပတ်မှာခေါင်း2ကြိမ်မှ3ကြိမ်ခန့်သာလျှော်တာသပင်ကိုအပူပေးကရိယာ hair dryer အသုံးပြုခြင်းမှာရှောင်ကျဉ်ပြီးသပင်ကိုမြင်သာစွာတုပ်ပြီးတဘာဝအတိုင်းအချောက်ခံတာစံသားကိုတင်းကျပ်စွာစီးနှောင်ခြင်းမှာရှောင်ကျဉ်တာစံသားကိုနေအောင်ကြည်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းမှာရှောင်ကျဉ်တာနေပူထဲမဖြစ်မနေသွားရတော့မယ်ဆိုရင်ထီရှာတို့အုပ်ထုပ်အသုံးပြုတာစိတ်ဖိစီးမှုဖြစ်စေမဲ့အရာတွေကိုရှော့ချတာဒီအချက်တွေကိုလိုက်နာပေးမယ်ဆိုရင်သပင်ကျွတ်တာတက်တာလာမှာဖြစ်ပါတယ်သပင်ကျွတ်ခြင်းကိုဘယ်လိုကုသနိုင်လဲသပင်ကျွတ်တာကိုတဘာဝနီးလန်းတွေအနေနဲ့ကုသမယ်ဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးတာတဘာဝအုံးစီတန်လွင်စီရှားဆောင်လက်ပတ်ကျဲကြက်သွန်နီအရီစတာတွေကိုပုံမှန်လိမ့်ပေးတာတွေကဥယျာဉ်ပြားကိုအာဟာရဖြစ်စေပြီးတော့သပင်ကျွတ်တာတွေကိုတက်တာစေပြီးသပင်ပြန်ပေါက်စေနိုင်ပါတယ်သပင်နဲ့ပတ်သက်တဲ့ဆေးတွေထဲမှာဆိုရင်မနောက်စီဒေးတို့ဘိုင်အိုတင်တို့လိုဆေးတွေကလည်းနာမည်ကြီးပါတယ်ဒီလိုဆေးတွေကိုအသုံးပြုမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေနိုင်တာဖြစ်လို့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်အခြားကုထုံးတွေကတော့သပင်ဆိုင်ခြင်းသပင်အစားထိုးခြင်းလေးစာကုထုံးသွေးရည်ကြီးကုထုံးဟော်မုန်းမညီမျှမှုကြောင့်သပင်ကျွတ်တယ်ဆိုရင်ဟော်မုန်းကုထုံးတွေနဲ့လည်းကုသနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာစံသားကျန်းမာရေးကိုအထောက်အကူပြုတဲ့ဗီတာမင်တွေအကြောင်းကိုအနည်းငယ်ထည့်သွင်းပြောကြားခြင်းပါတယ်နံပါတ်1ပရိုတင်းသပင်ကပရိုတင်းနဲ့ဖွဲ့စည်းထားတာကြောင့်မိတ်ဆွေအနေနဲ့ပရိုတင်းဓာတ်ပြည့်ဝဖို့လိုမှာဖြစ်ပါတယ်ပရိုတင်းဓာတ်ပြည့်ဝဖို့ဆိုရင်ကြက်ဥအသားငါးပဲအမျိုးမျိုးစတာတွေကိုစားသုံးနိုင်မှာဖြစ်ပါတယ်နံပါတ်2ဘိုင်အိုတင်လို့ခေါ်တဲ့ဗိုက်တာမင် B7 ကသပင်ကိုတန်မာစေပြီးကြီးထွားမှုကိုဖြစ်စေပါတယ်ဘိုင်အိုတင်ကိုအမဲအသေးကြက်အသေးကြက်သားပန်းကော်ဖီအစိအစံစတဲ့ဒီလိုအစားအစာတွေကလည်းရနိုင်ပါတယ်နံပါတ်3တန်ဓာတ်စံသားကိုတန်မာစေပြီးသပင်ကျွတ်ခြင်းမှာကာကွယ်ပေးပါတယ်တန်ဓာတ်ကိုချောကလက်ဖယုံစေ့ဘရိုကိုလီစတဲ့အစားအသောက်တွေကလည်းရနိုင်ပါတယ်နံပါတ်4ကတော့ဗိုက်တာမင် C ကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပြီးစံသားကိုတ
တန်ဆွမ်းစေပြီးသပင်ကျွတ်ချင်းမှာကာကွယ်ပေးပါတယ်နံပါတ်5 Omega 3 fatty acid ဥယျာဉ်ပြအာဟာရကိုဖြည့်ဆည်းပေးပြီးဆန်သားကိုကျန်းမာတန်ဆွမ်းစေပါတယ် flaxseed ချီယာစေ့တစ်ကြားသည်ဆယ်မွန်စတဲ့သဘာဝအစားအစာတွေကသပင်ပြန်ပေါက်ဖို့နဲ့ဆန်သားကျန်းမာရေးအတွက်အမှန်တကယ်အထောက်အကူပြုမှာသိကြပါတယ်နောက်တစ်ချက်ကတော့မိတ်ဆွေအနေနဲ့သတိထားရမှာကသပင်ပြန်ပေါက်ဖို့ဆိုရင်စိတ်ရှည်ရှည်နဲ့အချိန်ပေးရမှာဖြစ်ပါတယ်သဘာဝနီးလန်းနေနဲ့ဆိုရင်လပေါင်းများစွာတောင်ကြာမြင့်နိုင်ပါတယ်အနည်းဆုံး3လ6လကနေတစ်နှစ်လောက်ထိကြာမြင့်နိုင်မှာဖြစ်ပါတယ်တစ်ပတ်ကောင်းစားခြင်းရင်ဘလောင်တောင်တက်နေရတယ်ဆိုလို့မဖြစ်မနေစိတ်ရှည်ဖို့လိုအပ်ပါတယ်မဟုတ်ရင်တော့ပြောင်ကြီးဘွားနဲ့အယိုးထုတ်ရင်ထုတ်ဒါမှမဟုတ်ရလက်မြန်ရင်တော့သပင်အတုတက်တာသပင်ဆိုင်တာတွေကပိုများမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောသပင်ကျွတ်ဖူးလားဘလို့တက်တာအောင်သပင်ပြန်ပေါက်အောင်လုပ်ခဲ့လေကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးသပင်ကျွတ်ချင်းကင်းဝေးပြီးအလားပါနဲ့ကိုယုံကြည်မှုရှိဖို့ထပ်ပေါ်ပြပါအချက်လက်တွေကိုမိမိပတ်ဝန်းကျင်ကိုလည်းဝေမျှဖို့မမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်